ဟိုရှိတုန်းကအလွန်ပူပြင်းတဲ့နွေရာသီတစ်ခုမှာကြီးကန်းတစ်ကောင်ဟာရေငက်လွန်းလို့တောအနှံ့ပြန်တန်းပြီးရေရှာနေခဲ့တယ်။နေကလည်းအရန်ပူလဲချောင်းကလည်းခြောက်ကပ်နေပြီဖြစ်လို့သူဟာတော်တော်လေးမောပန်းနေရှာပြီ။အဲ့ဒီအချိန်မှာပဲခြံဝင်းတစ်ခုတည်းကကြောက်စပွဲပေါ်မှာတင်ထားတဲ့ရေအိုးတစ်လုံးကိုလှမ်းမြင်လိုက်ရတယ်။ကြီးကန်းဟာဝမ်းသာအားရနဲ့အိုးနားကိုပြန်ဆင်းသွားတာပေါ့။ရင်ဆိုင်ရတဲ့အခက်ခဲဒါပေမဲ့ပြဿနာတစ်ခုရှိနေတယ်။ရေအိုးကအရှည်ကြီးဖြစ်ပြီးအထဲမှာရေကနည်းနည်းလေးပဲရှိတော့တယ်။ကြီးကန်းကအိုးနှုတ်ခမ်းပေါ်နားပြီးရေကိုတောက်ဖို့စူးစမ်းပေမဲ့သူ့နှုတ်သီးကရေမျက်နှာပြင်ကိုမမီနိုင်ဖြစ်နေတယ်။သူဟာအိုးကိုတိုက်လဲဖို့စူးစမ်းကြည့်သေးတယ်။ဒါပေမဲ့အိုးကလေးလံလွန်းတော့မလှုပ်ဘူး။ငါတော့ရေငတ်လို့သေတော့မှာပဲလို့စိတ်တက်ကြမဲ့အစားကြီးကန်းကအေးအေးဆေးဆေးစဉ်းစားလိုက်တယ်။ဉာဏ်ကိုလွှတ်သုံးခြင်းအဲ့ဒီအချိန်မှာအိုးဘေးနားကမြေကြီးပေါ်မှာပြန့်ကျဲနေတဲ့ကြောက်ခဲလေးတွေကိုသူသတိထားမိသွားတယ်။ကြီးကန်းဟာအကြံတစ်ခုရသွားပြီးကြောက်ခဲလေးတစ်လုံးကိုနှုတ်သီးနဲ့ခဲပြီးရေအိုးထဲကိုချလိုက်တယ်။နောက်ထပ်တစ်လုံးပြီးတော့နောက်ထပ်တစ်လုံးကြောက်ခဲတွေအိုးထဲကိုမြများရောက်လာလေအောက်ကရေတွေကအပေါ်ကိုတဖြည်းဖြည်းတက်လာလေပဲခဏကြာတော့ရေတွေဟာအိုးနှုတ်ခမ်းနားအထိတက်လာပါတော့တယ်။နောက်ဆုံးမှာတော့ညံကောင်းတဲ့ကြီးကန်းလေးဟာရေကိုအဝတောက်ပြီးလန်းလန်းဆန်းဆန်းနဲ့ကောင်းကင်ယံကိုပြန်တန်းသွားနိုင်ခဲ့ပါတယ်။ပုံမြင်မှရရှိသောသင်ခန်းစာကတော့ခက်ခဲတဲ့အခြေအနေမှာစိတ်မပြတ်ပဲဉာဏ်ကိုသုံးရင်ထွက်ပေါက်ဆိုတာအမြဲရှိတယ်ဆိုတာပါပဲကွယ်။